မင်္ဂလာပါနားဆင်တို့ရေဘဟုတုတကိုချစ်မှန်တို့သူများအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့စာအုပ်အနှစ်ချုပ်အစီအစဉ်မှာတော့ The Art of Saying No ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့အားနာတတ်တဲ့သူတိုင်းနားထောင်တဲ့အကြောင်းအရာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်သင်ဟာတစ်ဖက်လူကတခုခုတောင်းဆိုလာတဲ့အခါမဟုတ်ဘူးမလုပ်နိုင်ဘူးလို့ပြောဖို့ပါဇက်ကထွက်မလာပဲလေဘင်းထဲမှာတစ်ဆို့နေဘူးသလားငင်းဆန်မှုအတွက်ရင်ဘတ်ထက်မှာတလက်လက်နဲ့တုံနေဘူးသလားတကယ်တော့ဟင့်အင်းဆိုတဲ့စကားလုံးလေးဟာစာမျက်နှာ1000ရှိတဲ့စာအုပ်ကြီးထက်ပိုလေးနေတတ်ပါတယ်လူအများစုကထင်ကြတာကငင်းဖို့ဆိုတာတတိရှိဖို့ပဲလိုတယ်ပေါ့ဒါပေမဲ့အမှန်တကယ်တော့ဒါဟာစိတ်ပညာနဲ့အများကြီးဆက်ဆက်နေပါတယ်ကျမတို့ဟာငငယ်ကတည်းကလိမ်မာတဲ့ကလေးဆိုတာခိုင်းတာလုပ်ရမယ်လူကြီးစကားနားထောင်ရမယ်ဆိုတဲ့တုံတယ်မှုတွေအောက်မှာကြီးပြင်းလာခဲ့ရလို့ငင်းလိုက်ရင်လူဆိုးဖြစ်သွားမလားဆိုတဲ့အစွဲကြီးဆွဲနေတတ်ကြပါတယ်ဒီနေ့ podcast မှာတော့ဒီအစွဲကိုဘယ်လိုဖြတ်မလဲကိုယ့်ရဲ့အချိန်နဲ့စိတ်ချမ်းသာမှုကိုဘယ်လိုကာကွယ်မလဲဆိုတာဆွေးနွေးတော့ပါမယ်ကျမတို့ဘာလို့အမြဲ yes လို့ပြောနေမိတာလဲကျမတို့ဘာကြောင့်မငြင်းရကြတာလဲဆိုတာကိုအချက်၃ချက်နဲ့ကြည့်လို့ရပါတယ်အပယ်ခံရမှာကြောက်ခြင်းငြင်းလိုက်ရင်တစ်ဖက်လူကငါ့ကိုမုန်းသွားမလားငါ့ကိုအပေါင်းအသင်းမလုပ်တော့ဘူးလားဆိုတဲ့ကြောက်စိတ်ပါလူချစ်လူခင်ပေါ်များခြင်းလူတိုင်းကကိုယ့်ကိုသဘောကောင်းတဲ့သူအားကိုးရတဲ့သူလို့မြင်စေချင်ကြပါတယ်။အဲ့ဒီပုံရိပ်ကိုမပြတ်စည်းခြင်းလို့ကိုယ်တိုင်ပြင်ပန်းနေတာတော့ရပါတယ်လို့ပြောမိတာပါ။အပြည့်ရှိသလိုခံစားရခြင်းကိုယ့်ရဲ့လိုအပ်ချက်ထက်သူတစ်ပါးရဲ့လိုအပ်ချက်ကိုဦးစားမပေးရင်ငါဟာအတ္တကြီးရဲ့သူဖြစ်နေပြီလားဆိုရက်ဖြစ်ပေါ်လာတဲ့အားနာစိတ်အပြည့်ရှိသလိုခံစားရတဲ့စိတ်ကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာမင်းနေတတ်တာတစ်ခုကသင်ကသူများတွေကိုအားနာလို့ yes လို့လိုက်ပြောလိုက်တိုင်းသင်တကယ်လုပ်ချင်တဲ့အလုပ်တွေသင်ရဲ့မိသားစုအချိန်တွေနဲ့သင်ရဲ့စိတ်အေးချမ်းမှုတွေကိုတော့ no လို့ညှင်းလိုက်တာနဲ့တူတူပါပဲအမြဲတမ်းလိုက်လျောနေခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးများအမြဲတမ်းဟုတ်ကဲ့လို့လိုက်လျောနေရင်ရေရှည်မှာသင်ဘာတွေစောင့်ရှောက်အောင်လဲဆိုတာကြည့်ကြရအောင် burn out လူရောစိတ်ပါပင်ပန်းလာခြင်းကိုမလုပ်ချင်တဲ့အလုပ်တွေကိုတာဝန်နဲ့ယူထားရတဲ့အခါစိတ်ဖိစီးမှုတွေများလာပြီးဘာမှမလုပ်ချင်တော့တဲ့အထိစိတ်ဓာတ်ကျလာတတ်ပါတယ်။ကိုယ်တံမိုးကိုရှော့ချမိခြင်းသင်ဟာအမြဲတမ်းရပါတယ်လို့ပြောနေတဲ့အခါလူတွေကသင်ရဲ့အချိန်ကိုတန်ဖိုးမထားတော့ပါဘူး။သင်ကအမြဲတမ်းအားနေရသူလို့အထင်ခံရတတ်ပါတယ်။ဒေါသနဲ့မကျေနပ်မှုများပါဇက်ကသာရပါတယ်လို့ပြောလိုက်တာစိတ်ထဲမှာတော့ခိုင်းတဲ့သူကိုကြိတ်ပြီးဒေါသထွက်နေတတ်ပါတယ်။ဒါဟာရေရှည်မှာလူမှုရေးဆက်ဆံရေးတွေကိုပိုပြီးပျက်စီးစေပါတယ်။လက်တွေ့အသုံးချနိုင်တဲ့ညှင်းဆိုခြင်းနည်းလမ်းများညှင်းဆိုတဲ့နေရာမှာရင်ကြီးချင်းနဲ့ထိရောက်ဖို့အတွက်အောက်ပါနည်းလမ်းလေးတွေကိုသုံးကြည့်ပါ။နံပါတ်1ဓာတ်ရိုက်ညှင်းဆိုနည်းတောင်းပန်ပါတယ်အခုလောလောဆယ်ကျမဒါကိုမလုပ်ပေးနိုင်ဘူးအရှေ့ကြီးရှင်းပြစရာမလိုပါဘူးအရှေ့ကြီးရှင်းပြလေလေတစ်ဖက်လူကစိတ်ထဲကနေဘလို့ခိုင်းရမလဲဆိုတဲ့လမ်းကြောင်းရှာလေပါပဲနံပါတ်2အချိန်ဆွဲနည်းခဏလေးနော်ငါရဲ့အစီအစဉ်လေးတွေပြန်ကြည့်လိုက်အောင်မယ်ပြီးမှပြန်ပြောမယ်ဒါကအားနာတတ်တဲ့သူတွေအတွက်အကောင်းဆုံးပါချက်ချင်း yes လို့မပြောမိအောင်တားပေးပါတယ်နံပါတ်3အလောက်ခွင်မှာညင်းနည်းအခုကျမအရေးကြီးတဲ့အလုပ်တစ်ခုကိုအောင်ဆိုင်နေရလို့ပါဒါကိုကူညီစေချင်ရင်ကျမရဲ့တခြားလုပ်တွေကဘယ်ဟာကိုခဏနောက်ဆုတ်ထားရမလဲနော်ဒါဟာကိုယ့်ရဲ့တာဝန်သိမှုကိုပြသရလဲရောက်ပါတယ်နံပါတ်4အခြားနည်းလမ်းပြောပြပြီးညင်းနီးကျမကိုယ်တိုင်တော့မလုပ်ပေးနိုင်ဘူးဒါပေမဲ့ဒါကိုဘယ်သူကတော့လုပ်ပေးနိုင်လိမ့်မယ်ဒါမှမဟုတ်ဒီ website မှာရှာကြည့်ပါလားစီကံသတ်မှတ်ခြင်းနဲ့ညီကုန်စာအုပ်ရဲ့အဓိကဆိုလိုရင်းကစီကံ boundary သတ်မှတ်ဖို့ပါ boundary ဆိုတာလူတွေကိုမောင်းထုတ်ဖို့စောက်ထားတဲ့တိုင်းတွေမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုကာဝယ်ထားတဲ့စီးဝိုင်းလေးတွေသာဖြစ်ပါတယ်။တဲ့ရဲ့ညှင်းဆိုမှုကိုစိတ်ဆိုးတဲ့သူဟာတဲ့စီကနေအမြဲတမ်းအမျက်ထုတ်ချင်တဲ့သူပဲဖြစ်ပါလိမ့်မယ်။တဲ့ကိုတကယ်လေးစားတဲ့သူကတော့မအားလို့ပါမလုပ်နိုင်လို့ပါဆိုတဲ့စကားကိုနားလည်ပေးပါလိမ့်မယ်။အနှစ်ချုပ်ရရင်တော့မဟုတ်ဘူးမရပါဘူးလို့ပြောတတ်လာတဲ့အခါတင်ဟာကိုဘဝရဲ့ပက်ကံရှင်ပြန်ဖြစ်လာပါလိမ့်မယ်။အချိန်တွေပိုထွက်လာမယ်စိတ်ဖိစီးမှုတွေရော့ကျလာမယ်ကိုတကယ်ဖြစ်ချင်တဲ့သူဖြစ်လာဖို့အခွင့်အလမ်းတွေပိုရလာမှာပါ။ဒါကြောင့်ဒီနေ့ကစပြီးတစ်ဖက်လူကိုအားနာလို့ဟုတ်ကဲ့လို့မပြောခင်
ကိုငါတကယ်လုံနိုင်ရဲ့လားငါအတွက်အဆင်ပြေရဲ့လားလို့အရင်ဆုံးမေးကြည့်ပါကိုပြန်ရွေးချယ်တာဟာအတ္တကြီးတာမဟုတ်ပါဘူးဒါဟာမရှိမဖြစ်လိုအပ်တဲ့စိတ်ကျမ်းမာရေးဆောက်ရှောက်မှုတစ်ခုပဲဖြစ်ပါတယ်အားလုံးပဲမိမိကိုယ်တန်ဖိုးထားပြီးအားမနာတဲ့ညှင်းဆိုနိုင်တဲ့စိတ်ခွန်အားတွေပိုင်ဆိုင်နိုင်ကြပါစေကျမတို့ရဲ့စာအုပ်နှစ်ချုပ်စီစဉ်လေးကိုအဆုံးထိနားဆင်မိခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီစာအုပ်လေးကနားဆင်သူတို့အတွက်တစ်ခုခုထူးခြားသွားစေတဲ့အကျိုးရှိရလို့ခံစားရတယ်ဆိုရင်တော့ကျမရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်နောက်အပိုင်းမှာလည်းစာအုပ်ကောင်းတစ်အုပ်နဲ့ပြန်တွေ့ကြမယ်နော်ပျော်ရွှင်စွာနားထောင်ပါပျော်ရွှင်စွာဖတ်ပါပြီးတော့အဓိပ္ပာယ်ရှိစွာနေထိုင်ပါ